ရှင်တို့တွေလေရောင်းတဲ့လူလေဖုံးဆက်ပြီးတော့ဒီအမရောင်းတဲ့ဆေးရကောင်းလားလာမမေးနဲ့ဒီမဲ့ကြည့်အမှန်တိုင်းပြောရရင်ရောင်းတဲ့သူဆိုတာသူ့ဆေးရောင်းရဖို့အတွက်ကောင်းတယ်ပဲပြောမှာအဲ့ကြောင့်မလို့ခင်လေးကကျတော့ကောင်းတယ်မပြောဘူးဇွတ်လဲထိုးမရောင်းဘူးအဲ့ဒါလေးတော့တစ်ချက်တတိပြုဘာလို့လဲဆိုတော့ဘိုက်ဘာကိုလာခဲ့ဘိုက်ဘာမှာခင်လေးကို review ပေးထားတဲ့ຢာတွေလည်းရှိတယ်နော်ဆိုင်မှာလာပြီးတော့ review ပေးထားတာလည်းရှိတယ်အဲ့ဒါကြောင့်မလို့ဘိုက်ဘာကိုခေါ်တာလက်ကားခေါ်တာမဟုတ်ဘူးစေးအညွန်းနေ30ပုံ30နည်းတွေအသေးစိတ်ရှင်းပြခြင်းလို့ဘိုက်ဘာကိုခေါ်တာအဲ့ဒါကိုဖုံးဆက်ပြီးတော့အမစေးကောင်းလားမေးနေတဲ့သူတွေကိုသိဖို့ပြောပြပေးတာနော်ဒီနန်းလုံးကြိုင်လိန်စေးလေးကဟိုတနေ့ကတော့ဗောနော်သူတို့ကဒီတလားစာတပူက38,500ဆိုတော့လေနော်2ယောက်ခွဲသုံးနေတဲ့သူကဆေးညီကိုနေရပါတော့ဆေးခဲတာပြည်လို့နောက်ထပ်တပူလာဝယ်တဲ့အချိန်မှာအရန်ပေါ့နော်ဆေးခဲပြည်လို့ကောင်းလို့ဆိုပြီးတော့သူလာဝယ်တယ်ထပ်ပြီးတော့နောက်တပူထပ်လာဝယ်တယ်ခင်လေးဆိုတာလေကောင်းတယ်ဆိုတဲ့ review တွေကြောင်းတာဒီအညာမောင်ကိုခြေစုံပစ်ပြီးတော့ဝင်ပြီးတော့ရောင်းကိုယ်စလဲအနေနဲ့ယူရောင်းခဲ့တာဒီရုပ်ဒီမျက်နှာကြီးတစ်ခုလုံးနဲ့ပြပြီးရောင်းတာနော်ဆိုင်လိမ့်စာနေရအတိအကျတွေပြောပြီးရောင်းတာသေးရဲ့ quality အာမခံချက်ရှိလို့ဒါခင်လေးဒီအညာမောင်ကိုလက်တွဲလာတာ2 နှစ်နီးပါးရှိပါပြီနော်အဲ့ဒါကြောင့်မလို့အညာမောင်ကိုထက်ခါလဲလာဝယ်ကြတယ် review တွေလည်းပေးကြတယ်သူတို့ကောင်းတယ်ဆိုတဲ့ review နော်မကောင်းရင်အစဲခံရပြီပစ္စည်းတစ်ခုမှာမကောင်းဘူးဆိုလို့ရှိရင်သူ့ရဲ့တက်တန်းအလွန်ဆုံး3လ4လဒါအလွန်ဆုံးပဲเนาะအခုအညာမောင်ဆိုတာက2 နှစ်နီးပါးကိုရောက်နေပါပြီအညာမြေဆိုရင်လည်း4 နှစ်ပြည့်ပွဲလည်းကျင်းပါမှာပေါ့เนาะ4 နှစ်ပြည့်ပွဲအညာမြေကနေစပြီးတော့ရောင်းခဲ့တာ4 နှစ်ပြည့်ပွဲလည်းအခုလောက်ပါတော့မယ်အဲ့ဒါကြောင့်မလို့အညာမြေနဲ့အညာမောင်ဆိုတာကောင်းပါတယ်ထိုးရောင်းရမယ့်ပစ္စည်းမဟုတ်လို့ခင်လေးကတော့ကောင်းပါတယ်ပြောမရောင်းဘူးယုံကြည်ရင်ဝယ်အညွန်းနေပို့ပေးတယ်ဒီဟာကတနေ့ကို2 ကြိမ်လုံးလိမ့်ပေးုံနဲ့2 ပတ်အတွင်းကိုကြီးရှည်မယ်မာကြစေမယ်ဘလောက်တောင်အာမခံချက်ရှိလဲဆိုလို့ရှိရင်နှစ်ဘူးကုံလုံးမတိတာဘူးလုံးဝမတိတာဘူးဆိုလို့ရှိရင်ငွေအပြည့်ပြန်အမ်းပေးတဲ့ဒီအာမခံနဲ့မလို့ခင်လေးဒီအညာမောင် product ကိုကင်တာပါရှင်ကျေးဇူးတင်ပါတယ်ဈာတိကျင်နိုင်လည်းမေးလို့ရပါတယ်ရှင်ခင်လေးကတော့မိတ်လာမျိုးရဲ့ပရင်တိုက်ရိုက်ကိုစလေကြည့်ပါ